မကြီးမဖင်းဝအဲလိုရှိကိုထုတ်ပြီးတော့ပိတ်တာမဥဆိုနိုင်ပါလားနိုင်ပါသူကဒီဖင်းကဥတာမဟုတ်ဘူးသူ့ခန္ဓာကိုယ်နဲ့သူ့ရဲ့လောရနေတာသူကလုံးပြီးတော့အဲ့ထဲကိုဟောလေးရမှာဓမ္မကြီးမမီးမမော်လေးပေါက်တယ်နည်းမြေကျန်းလို့အေးပြီးသွားတော့ပိုင်နေတော့ပြန်တက်လိုက်မှယူကျွန်တော်တို့ပြောနေကြပါဦးဒီမလားဟိုပေါ့စကပုံတစ်ခုလိုမျိုးလည်းဖြစ်နေတာပေါ့တပေါင်းတစ်ခုဤကုတ်တူဘာညာပေါ့ဟောကျွန်တော်တို့ကဒီဒေသတွေမှာတပေါင်းတစ်ခုမှလာပြီးတော့လာတူးလို့မရတော့ဘူးเนาะတူးရင်ကျွန်တော်ဟိုကျစ်စာပုံပဲကြံတော့ပဲအဲဆိုအခုကျွန်တော်တို့တွေခက်စောစောလေးပေါ့ဒါဒီနှစ်မှာဤကုတ်တူးပြမယ်တော့ငယ်ချင်းနေခဲ့ပေါ့ရိုက်ပြဖို့တော့ဘူးပေါ့ဒါကျွန်တော်တပေါင်းတစ်ခုကိုစောင့်နေလို့မရဘူးဒီဘက်မှာစောင့်နေလို့ရှိရင်အဲ့လိုမျိုးသူများဥပြီးတူးရမျိုးရှိတယ်ပေါ့အဲကြောင့်တော့ကျွန်တော်တို့ဒီနေ့တွေဤကုတ်တူးပြမယ်ရှစ်တော်ဦးမရှိသေးတာပေါ့နော်ပထမအဆင့်ပဲရှိသေးတယ်အဲ့ကြီးဒီမှာဤကုတ်တူးလာတဲ့နေရာမှာကြည့်လိုက်ဒါဒီနေရာကြီးဆင်းဝင်နေပေါ့နော်စီရှည်တုံးနေအပုံလိုက်ကြည့်ဒီမှာပုံလိုက်ကြည့်တာဆင်းရှည်ပေါ့ကောင်းနေရစုံမုံကြီးစားတာမှာဝါးတွေရောဟိုထမဆိုင်တွေရောမပြောရိုးတွေရောအမိုးတွေဆင်းရှည်ကြီးတွေမှာဆင်းရှည်ကြီးတွေလည်းရှိတယ်ပေါ့နော်အခုအချိန်တော့လဲစပားရိပ်ပြီးချိန်ဆိုတော့လဲနည်းနည်းတော့မဝင်တော့ဘူးနော်နည်းနည်းတော့လဲဂိစားပြီးတူရတယ်လူမရှိပါတပုံမှတူလားဒီလားရှိပုံလိုက်ကြည့်ပဲလူနည်းနည်းများလေးနဲ့ဆိုတော့တော်တာပေါ့အသိမလားအဲ့မျိုးဟိုတရားနဲ့လာပြီးတူအဆင်မပြေဘူးနော်လေခွင်းနေအဲ့မှာစပားတွေမရှိတော့ဘူးမရှိတော့မဆိုင်တော့တာဒီဟာတွေဆိုင်တော့ဘယ်လိုရှိမှာဖွဲလိုက်မကြည့်လိုက်တော်တော်ကြီးကိုကျွန်တော်ခမောက်ရှုပ်ပြီးရှာပြအောင်ဗျာမကြီးအဲ့တော့ခမောက်တောင်မှဒီမှာချောင်းလေးပဲတွေ့ရတယ်မှာစင်ရှိရတယ်ဒါမိုးနှောင်းကသွားထားတာပေါ့အဲကြောင့်တွင်းရသိမနေတာဒီမှာကြည့်ဒီမှာစင်ရှိရတယ်တော့စင်ဝင်တဲ့နေရာလေးပေါ့ဒီမှာကမောက်တစ်ခုတော့မှချောင်းလေးလည်းကြာဒီမှာသွားရတဲ့လမ်းနေကြီးပဲဘာကြီးပဲငါကြည့်လိုက်အောင်အဲ့တော့ကျွန်တော်အသေးစိတ်လေးတူးပြမယ်ပြီးရင်နည်းနည်းပဲနောက်စတိုးတွေပေါ့ဒါဒီကောင်ပဲဘလိုလေးရှိရဆိုတော့ကျွန်တော်ကြည့်တယ်လို့ရှင်းပြမယ်ဘယ်လောက်ရအောင်လဲကိုလိုက်ကြည့်ပါဦးလို့သူကဒီဤကုတ်ကဒီလိုမအောင်ရင်ပေါ့ဒါမှဒါမအောင်တော့ဘူးပေါ့ဒါသူကမိုးမီသွားတဲ့ခါကျမှနွားရှိပတ်တရှိတယ်မကြီးသေးသွားဒါအခေါင်းကျင်းတယ်တော့သူဖောက်ရတဲ့အပေါက်ကဟောဖြစ်သွားတာပေါ့မိုးမီသွားတော့ကောင်မအောင်မြင်လိုက်ဘူးပေါ့ဒါအဲ့မရအောင်နွားရှိစားတွေများနေအဲ့ဒါအသေးလေးကြီးပဲအားလုံးပါဒါလည်းအသေးပဲကျစ်စာထူနေမှရမှာကျစ်စာမြေကြီးပါနေတော့အေးအဲ့မှာဟာကိုအဲ့မှာတွေ့လားဟုတ်ခရလေးဒီရလေးပြောင်းရလိုက်အေးမောက်ကတူဟုတ်ကဘယ်နှကွက်တော့နှစ်ကွက်တော့မလားဘယ်ကွက်လဲနောက်လိုက်ရှိတယ်ဒါကဒီဘက်ကိုသွားတာဟုတ်တယ်ဒီကိုသွားခက်ဟိုမောက်ကိုတွေ့လားအေးဟောလေးမှာဓမ္မကြီးမမီးမမော်လေးပေါက်တယ်တွေ့လားဟုတ်တယ်လူဟုတ်တယ်ဒါမှတရားဆိုတော့နေပူကန်ဖြစ်နေတာနော်ဟိုဖြစ်တယ်နေပူကန်တော့နည်းတောင်းဆိုလေနည်းနည်းမာတယ်ဟုတ်အလုံးမဖောက်နဲ့နော်ဘောင်းလမ်းကောင်ကကျင်းတယ်နဲ့ကြည့်ဘာလို့ကြောက်သွားမှာနော်ကျွန်တော်ဘောက်တော့ပဲပေါက်မကြောက်ဘူးဟာလို့မကြောက်ဘူးကြောက်ရင်ငါရှာသွင်းတော့ဘာပေါက်တယ်မှာတွေ့လားတော့ဖတ်ပါအဲ့လိုနည်းနည်းဟိုချွဲကြနေတယ်ဒီဘက်ချွဲကြနေပြီဟိုလေးဖြစ်နေပြီအဲ့ဒါလားဟုတ်လားပေါ့ဝဲဟုတ်ပါလားဟုတ်ပါမဟုတ်ကဥချီကိုရောက်သေးဘူးဥချီကမရောက်သေးဘူးသိတာပေါ့ဟာအပေါက်လုပ်ပြီးလက်နဲ့ဆွဲဩဒီမှာအပေါက်တွေ့ပြီတွေ့လားအပေါက်ဒါကျွန်တော်ပေါက်လားပေါက်ကျော်ကြီးကသုံးမရပါဘူးကွာစောက်တော့သုံးမရမှားတယ်ကွာအရင်ကကြာတယ်ရဲသမားတွေခေါ်လာပြီးမှားအောင်
ကမှမပြောင်းနေတာမရှိတော့ကျင်းနိုင်တော့ ချွတ်ကြက်နေမနဲ့မိုးရင်းလာတယ် အေးကြောက်လိုက်လေဘူးရဘူးပေါက်လို့ရှိရင်အဲ့လိုအတန်းထွက်နောက်ပါလေ လေးထွက်တာ ရွှဲကြံနေကိစ္စအဲ့ဒါဟောလို့ပါမှာတကယ်မှာ အေးကျွန်တော်နိုင်မယ်ကျွန်တော်နိုင်မယ် ကြည့်ပါဆိုတလုံးရမှာ ရပြီအဲ့လောက်ဆို ဟုတ်နည်းနည်းမြေကျန်းလို့ အေးပြီးသွားတော့ အာပိုင်နေတော့ပြန်တက်လိုက်မှယူဒီဘလောက်မှတော့ပေါက်တွေတော့ဂျိုးကုန်အတူဂျိုးသွားဤလို့ ညခဏနိုင်တယ် ငါပေါ့ပြောတယ်လည်းနားလေပေါ့တော့ချက်လိုက်ပေါ်တော့ ကိုနိုင်ဖို့တရားပေါက်ကတော့နိုင်ဖို့တရားပေါက်ပဲဒါတို့တော့နိုင်မယ်ဆိုတာကြီးပဲဒီပဲ နဲ့ကောင်လို့ပေါက်ချက်မယ် ပေါက်ရ ဟိုဘက်ကလည်းချဲပေးဖို့စိတ်ကဟိုဘက်ကလည်းချဲပေးဖို့နာတိုက်အခုမှတက်တက်ကြတော့လေအဲ့တော့ငကောင်းပေါင်းပြီးတော့အခုနောက်ပြန်ရိုက်ယူလာလေလိုက်တာနဲ့ချဲတယ်တူပဲအဲမှနှိုက်ပြီဟိုပဲ အဲ့ရထွက် မလားပေါ့ ဝါ အာခဏလေးဟိုတလုံးဟုတ်ပြီတလုံးနှလုံးဟာဆူဒီကောင်းနေဆိုတော့ လုံးနေ အာဟိုပါလေချက်တုံးနေပါပဲ ချက်ထောင်း ဟာဒီခဏလေးဟုတ်တယ်တော့မင်းနေမှာထဲမှာ ဟောအေးအဲ့တော့ ဒီမှာဥ ရအောင်ချောင်း ခဏလေး ဟောအပင်တပင်ကို ဘယ်လိုလုပ်ရ မ မလဲ င်းနေမှာဥထဲမှာ မင်းတပင်နဲ့ခုတ်လိုက်ပြီ နည်းများသေးတယ် ဒီမောအလုံးလေးကြီးညက်တယ်ဒီလုံးနဲ့ အလုံးညစ်တယ်ဟုတ်တယ်သူကဟိုမြေမှာဖြစ်လို့ပေါ့ချက်တုံးနေလို့ဘယ်လုံးရှိရလဲ ကုန်ပြီကြီး ကုန်းသွားရလားကောင်းပါကြီး ခုနလုံးနဲတာ ခုနှလုံး နှလုံးရပါတယ် နှလုံးရပါပြီလို့ကျွန်တော်တို့ကခဏလုံးရပါပြီ တရားနိုင်နော်ဟဲ့လူ ဘာမှမရှိတော့ ရှိ ဘူး တော့ကိုမှတ်ပါလားအတွင်းကောင်းနေအတွင်းကောင်းဆိုတော့ဒီလိုဝိုင်းဆဲပြီးအတွင်းကောင်းလေးရတယ် ကြိုးယူရမှာပေါ့ ဒါမျိုးပဲ ဒါလေးပြန်ဖို့ ပြန်ဖို့မလဲလမ်း ဘော မှာ ကျန်ထဲပဲ ရထပ်ပေးကြလား ဒေါ်လီလိုက်ဖို့ ဟာစင်ဟိုနဲ့ ဒေါ်လီလိုက်ပြ အေးနိုင်မလိုဒီဘက်လေပါခေါင်းနိုင်မယ်အေးနေ့ကိုထည့်ပြီးမှာပြီ ဟိုဟာ အာ တလုံး ဒေါ်လီတစ်လုံး ချက်ထုံကြီးတယ်မသိမကောင်း ချက်တုံးလိုက်ရတယ်ဘာမှမဖြစ်ဘူးနှလုံး နှိုက်ဖို့တော့ဝတိပါလား ဟွန်း တော့အကျင့် သုံးလုံး နည်းများပေါ့ခုနလုံးတော့ လေး လေး လုံး လုံး ဟာဟို6လုံး ဆောက်လုံးမယ် 6လုံးမရှိနော်6လုံးအေးဟုတ်ပြီမာတွေ့တာမာလောက်ကအထင်းလို့ခုနိုင်တယ်ပဲခုနိုင်ခိုင်ကွာလညွန်းနဲ့ ဒီရတယ်ပေါက်တယ် လိုက်တဲ့ခေါင်းပြ အောင်ပါတဲ့တယ်နော် နောက်ဒီကပြန်ဖို့ပဲခေါင်းပြီးဒီဘလော့တော့သုတ်တရမင်းမင်းတို့ကတော့သူ့လင်ကိုခိုင်းစားတယ်ဆိုပြီးတော့ငါ့ကိုဘလိန်ခံအောင်မြင်လို့နေအဲ့ဒါလား အဲဝုန်းနေပဲ ဘာနဲ့အဲ့ကိုမဟုတ်အဲ့ဒါဟိုဟာဖြစ်တာကွတာဘူတန်ထွက်တာညောင်းနေမိုးပဲပါမွေးသွားလားနေရုပ်ကိုမဲလို့နေပြီးတော့စီးတူးတယ်ကောတော့မလို့နော်ချိုးပေါ်တော့ဖရှင်ကြကြနဲ့ရှော့မလို့နဲ့ ဟိုမှာမဟုတ် ပွင့်ကြသွား အပေါက်လိုက်ကြတာခုမှပွင့်ကြသွားတယ်ဒီမကြီးပွင့်ကြသွားပေါက်တွေ့သွားပြီ ပွင့်ကြ တော့ပေါက်တွေ့ပါပြီလို့ပေါက်ကိုစတင်တွေ့ရှိပါပြီခင်ဗျာလို့ ပေါက်တွင်ပေါက်ပေးလိုက်ရတယ်လေကျွန်တော်ပေါက်ပေးမှာ ဒါပြီလေဒီမှာဘာညာပေါ့ခန့်ကြီးကနေစားနဲ့ငါလာကောင်းလေးကြီးခန့်ကြီးကနေစားနဲ့ငါလာကောင်းလေးကြီးဒီမဲ့တော့အပြင်းထိုင်လေ့ကျင့်အေးဟဲ့ဟိုအားနဲ့စောဖို့နော် နိုင်ဖို့လူ အာကြီးဟိုပဲလားနော်ခဏတော့ငါဒီမှာဟောလို့လဲ ဟောနိုင်ပါ ခဏလေးမတဲ့စီနဲ့အော်ရတဲ့ကြားမှာ ဟန်တော့အော်ချင်းအောင်မှာပေါ့ဗျ အော်ရပေါ့မှာဥ သူ့ဆိုနိုင်ပါလား လိုက်မှာတလုံး ဒီအော်နေပြီ
နှလုံးရတယ်ဒီမှာအေးစေးပဲမနှလုံး ပေါက်ရလား သူကဟိုလူတဲ့နှခမ်းတော့ကြလို့ original တော့ original ပေါက်ပါ ပေါက်လေဟုတ်လားလေး စမောလေး စမောလေးဟဲ့ဒီမှာတော်များတာငါစရောတော့မရှိဘူးရှာ စမောလေးကြောင့်များ ခွန် အဲ့အသေးရများတယ် သိများလဲခွန်မ ခဏလုံးလား ဒီလား ကိုမီ ခွန်ချကိုထိုးဒီနေ့ခွန်ချဖြစ်ဖို့ ကောမကြီးမကျင်း ဒါလည်းပြီးကုတ်ပြီးတော့ ကုံသွားပြီကွာ ကိုထဲမှာ ဟုတ်ပြီဒါ9လုံး10လုံးပဲ ဒါလည်းဟိုဘက်ဟောပါကိုတဲသူကဒီဟာဒီနာပတ်ချင်တယ် ဤကုတ်ရဲ့အလုံးကိုလုပ်တဲ့ကားဒါဤကုတ်စီစီကောင်းမကြီးပေါ့ဒါနွားရှိဘိုးမကြီးလို့ခေါ်တာပေါ့ဒါနွားရှိဘိုးမထိုးတဲ့ဒီမှာသူ့ရဲ့ဒီမှာကိုမကိုနဲ့အဲဒီကောင်လေးမိုးနှောင်းဝရနေပြီးတော့ကျွန်တော်မြေပြော့တဲ့အချိန်မှာဒါသူကဒီနွားရှိကြီးကိုအဖက်လိုက်လက်ယူပြီးတော့ဗောနော်အဲတွင်းတူးပြီးတော့သူ့မှာဒါမျိုးတွေဘာလို့ရတာပေါ့ဥရတော့သူကဒီဖင်းကဥရမဟုတ်ဘူးသူ့ခန္ဓာကိုယ်နဲ့သူ့ရဲ့လောရနေတာသူကလုံးပြီးတော့အဲ့ထဲကိုအကောင်လေးထည့်တယ်ဟောအကောင်လေးအဲ့ဥတွေကိုဥတွင်းနဲ့ဟာတွေကိုလိုက်စားပြီးမှအဲ့လိုမျိုးပြပြကြီးထွားလာတာပေါ့အညာပေါ့အေးလေအဲ့ဒါစားပြီးကြီးတာဒါတော့ရှိဖို့မကြီးဒါဒီကောင်လေးဒီလိုမျိုးအချိန်တန်လာလို့ရှိလို့ရှိရင်ဒီအပေါက်ကနေထွက်လို့ရအောင်ဒီမှာဒါအပေါက်သူကဟာပေါ့နွားရှိအစာတွေနဲ့စိုးပခဲ့တာပေါ့ဒါအပေါက်အဲ့ဒါတို့လက်မလေးနဲ့ဖိလိုက်လို့ရှိရင်ပေါက်သွားတယ်အဲ့လိုပေါက်သွားလို့ရှိရင်လည်းဒီကောင်လေးကိစ္စမရှိဘူးဒီမှာဒီလိုပြန်ပြီးတော့ရှိရင်လည်းပြန်ပိတ်တာအမကြီးရှိရင်ပြန်ပိတ်နေတွေ့လားမတွေ့လားဒါလေးကတစ်စလုံးမှာကျန်တဲ့နေရာမရှိဘူးဒီမှာဒီအနားမှာပဲရှိတယ်အစံလေးတွေပေါ့ဒါဥတိုင်းလို့ရှိတယ်ဒီကောင်ဖောက်ဒီကောင်နဲ့ဖောက်ရလွယ်တယ်ပေါ့နော်ဒီကောင်ကဒါကုဒါချက်တုံးအဆင့်ဆိုတာပထမအဆင့်ပေါ့ပထမအဆင့်ဆိုတော့ဒီကောင်ဒီပေါက်တွေကိုရှိနေပြန်ပိတ်လို့ရတယ်ဒုတိယအဆင့်ဆိုတော့သူကမပိတ်နိုင်တော့ဘူးတတိယအဆင့်ဆိုလို့ရှိရင်ပိုဆိုးသွားတယ်တတိယအဆင့်ပြီးတဲ့ခါကျမှဒီအဲ့ကနေပြီးတော့အခွန်မာမှထွက်တာပေါ့ဒီကောင်ကအခွန်မာသွားရင်ဒီလိုအရောင်မိုးဖြစ်သွားတဲ့ခါမှာဒီကောင်ဒီနှုတ်သီးမာတဲ့ခါနှုတ်သီးမာတဲ့ခါကျလို့ရှိရင်သူဒီမှာဒီပေါက်ကနေပြီးတော့ဖောက်ပြီးထွက်တာပေါ့သူကဒီကဒါပဲ ကြဲလေးပေါက်နော်ပေါက်တာ မဒီကောင်ရှိတယ်နဲ့ပိတ်တော့ပြမယ် မရအောက်ကိုရောက် မကြီးအဲသူလှုပ်ရှားရေးပိတ်နေကြည့်မရှိဆိုပြီးပိတ်မကြီးမဖင်းဝအဲအဲ့လိုရှိကိုထုတ်ပြီးတော့ပိတ်တာပိတ်နေပြီမှာတီပြီးတော့အဲဒီမှာတွေ့လားရလောက်နေခွေးကလုံး ကြောက်တယ်ပေါ့ကြောက်တယ် ရစိုးကြီးလေ ခုမှလုံးထားလား ဟိုပါ တောင်လုံးထား လုံးလုံးဟိုပါလုံးက ဒါအဖိုးနဲ့အမနဲ့ရှိဘူးဒီကောင်ကရှိ လေ အမကြီးပဲမဟုတ်ဘူးဟိုဒီတွင်းနဲ့နှစ်ကောင်ပြန်ထွက်တယ် ငါ အဲ့လိုမျိုးရှိပြီးတော့ပြန်ထွက်အဲ့ထဲမှာရှိမှရှိတော့ ရှိရဲဒီမိုးတကောင် အေးနှစ်ကောင်ခါမြင်မှုတခြင်းထဲမှာနှစ်ကောင် အဲ့ကောင်အဲ့မြေသီးကပိတ်ပြီးတော့အဲ့လိုရှင်းတာနေတာဟော အဲ့ဒါကြောင့်ရှင်းတာနောက်မှသိမရှိဘူးအဲ့မြေသီးတန်းပဲအဲ့ကောင်အပြင်ကိုထွက်ထားတယ်လေ အဲ့ဒါမှတဖြည်းဖြည်းနဲ့မဲပြီးတော့ဝဲလိုက်လာ ဒါကျွန်တော်တို့ဤကုတ်အကြောင်းကိုစွဲကြဲပေါ့ဒါစီစီအကြောင်းကိုရှင်းပြတယ်ဒါတကယ်ဆရာပေါ့တော့ဒါ အဲ့နွား ဘယ်လောက်ရလဲဆိုလို့ရှိရင်ဒီမှာကြည့်လိုက် လူဖြစ်တာလေ ဒီမှာကြည့်လိုက်ဘယ်လောက်ရလဲဆိုလို့ရှိရင်ဒါစော်ကြီးကြိုပြီးတော့စော်ကြီးကြိုပြီးတော့ဒီလောက်ရတာမဟုတ်လို့ရှိရင်ဒါနောက်ပိုင်းဘာမှသုံးစားလို့မရတော့ဘူးဟိုမြေစာပုံတွေပဲတွေ့တော့မယ် တို့ငါ့ဥပါက စီးစားပြီးတော့အစီနဲ့ဖြစ်တဲ့ကောင်လေး ဒီစားပြီးအစင်းပြတဲ့ကောင်တွေဒီမှာ စီးစားပြီးအစီနဲ့ဖြစ်တဲ့ကောင်လေး အဲ့ဒီ ဒီနွားရှိဖြစ်ပေါ်လာပုံကြောင့်ပေါ့ဒါနွားရှိဖို့ပေါ့ ရေကုန်ဒီရ နွားရှိဖို့ဖြစ်ပေါ်လာပုံကြောင့်ကိုရှင်းပြတာပေါ့ဒါ မြေသီးတုံးကြီးလိုပဲအဲ့မြေသီးတုံးပတ်ပြီးတော့စားရင်းနဲ့ ဒါ စားပြီးတော့ ဒါမျိုးတွေပေါ့ ပတ်စားတာပတ်စားပြီးတော့အဲ့ဒါ စားလိုက် ဆက်လိုက်ရှိပါလိုက်ပေါ့ အဲ့ဒါမှ ကဲဒီမှာဒါရတယ်ဒါတော်ကြီးပေါ့ ဒီလိုအခေါင်းလေးဖြစ်သွားအဲ့ဒါဒီကပတ်စားပြီးဒီလိုကြီးသွားပြီဆိုရင်အဲ့ဒါ လုံးဘယ်လောက်ရှိတော့ဒီမှာဒီနေ့မှ10လုံးပတ်ချင်တော့ရှိဆိုအလုံး မိရင်ရဒီ 80နီးပါးလောက်တော့ရှိတယ်ဒါပဲ